သူမဟာတညရင်းနဲ့မုဆိုးမဘဝကိုရောက်ရှိသွားခဲ့တာကြောင့်သူမခင်ပွန်းရဲ့တငယ်ချင်းတွေကလည်းသူမကိုနီးမျိုးစုံနဲ့ဝိုင်းပြီးလိုချင်နေကြတာပါ။ဇာဗနာအခမ်းအနားမှာလည်းလူတိုင်းကသူမကိုစိုက်ကြည့်နေကြတာကိုသူမခန်းစားမိနေပါတယ်။အဲ့ဒါကိုသတိပြုမိသွားတဲ့အတွက်သူမရဲ့အဝတ်တစားတွေကိုအမြန်ပြင်ဝတ်ပြီးမတ်တက်ရက်လိုက်ပါတယ်။ဇာဗနာပြီးတဲ့နောက်မှာတော့သူမရဲ့အခင်းဆုံးတငယ်ချင်းနဲ့စကားပြောရင်းခင်ပွန်းဖေသူကသူမအပေါ်ဖောက်ပြန်ခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်သူမလည်းအကြီးအကျယ်စိတ်ပြတ်အားငယ်သွားခဲ့ရတယ်။အဲ့ဒီနောက်မှာတော့ခင်ပွန်းဖေသူပေးထားခဲ့တဲ့လက်စုပ်ကိုသူမချွတ်ပစ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့သူမဟာခင်ပွန်းရဲ့အငယ်အနိုင်နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးအငယ်အနိုင်ကဖြစ်ချောင်းကုံစင်ကိုရှင်းပြဖို့စူးစမ်းခဲ့ပြီးမြဲအမျိုးသမီးကတော့ဘာမှမထောင်ချင်တော့ပဲထွက်ခွာသွားခဲ့ပါတယ်။တကယ်တော့သူမကခင်ပွန်းရဲ့အသက်အာမခံကြီးနဲ့ခဏတစ်ဖြုတ်အဆင်ပြေပြေနေနိုင်မယ်လို့ထင်ထားခဲ့တာပါ။ဒါပေမဲ့ခင်ပွန်းဖြစ်သူကအဲ့ဒီအာမခံကိုရမ်းစားသွားခဲ့တာကြာပြီဖြစ်တဲ့အပြင်အကျွေးတွေပါအပုံလိုက်ခြံထားခဲ့တယ်လို့ရှေ့နေကပြောပြလိုက်တယ်။ဒါဟာသူမအတွက်တော့နောက်ထပ်ပြင်းထန်တဲ့ညှက်ခတ်မှုတစ်ခုဖြစ်လာခဲ့ပြီးအကျွေးရှင်တွေတကားလာမခောက်နိုင်အောင်လို့သူမဟာအချိန်ဆွဲနိုင်ဖို့အတွက်ရှယ်ယာရှင်တွေကြားထဲမှာနေတိုင်းဟိုပြေးဒီပြေးနဲ့အလုံးပန်းနေခဲ့ရတယ်။အိမ်ပြန်လမ်းမှာတော့သူမဟာချက်နဲ့ဆုံခဲ့ပြီးသူ့ကိုဂရုစိုက်ပေးဖို့အတွက်သူမရဲ့အိမ်ကိုခေါ်လာခဲ့လိုက်တယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်အပြင်တွေအတူတူခဏခဏထွက်ဖြစ်ခဲ့ကြပြီးသူ့ရဲ့ပျော်နေတတ်တဲ့စရိုက်လေးကြောင့်သူမဟာသူမရဲ့တောကတွေကိုခဏတာမိလျော့နေခဲ့တာပေါ့။အမျိုးသမီးကိုချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကဝိုင်းမော်နေတာကိုချက်တီးသွားတဲ့အခါမှာတော့သူတို့နှစ်ယောက်သမင်းစားနေတဲ့နေရာကိုဝင်မလေးပဲချက်ချင်းရောက်လာပြီးဝင်နောက်ဆက်ကသူတို့ရဲ့ညစာစပွဲကိုဖျက်ဆီးလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲသူမရဲ့နှလုံးသားထဲမှာခံစားချက်အသက်တကူစတင်ဖြစ်ပေါ်လာပါတော့တယ်